အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းတွေလေးကတော့မိုးရွာနေတဲ့ညတညလို့အမည်ရတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာကိုအောင်ခန့်နဲ့မသိမိုးတို့ညောင်ဘလို့တွေဆက်ဖြစ်သွားကြမလဲကျွန်တော်တို့စောင့်ကြည့်လိုက်ကြရအောင်ဗျာမိုးရွာနေတဲ့ညတညမြို့အလဲကကော်ဖီဆိုင်တစ်ခုထဲမှာကိုအောင်ခန့်ကပဒင်းပေါက်ဘက်ကိုကြည့်ရင်သူ့စိတ်ထဲမှာတယောက်ယောက်ကိုတတိယနေတယ်သိမို့ဒီနေ့လည်းမိုးတွေရွာပြန်ပြီနော်ကိုမင်းကိုလွမ်းလိုက်တာအဲ့ဒီချိန်မှာပဲမတဲမိုးကဆိုင်ထဲကိုဝင်လာတယ်အနက်ရောင်ထီးလေးကိုလက်ကကန်ပြီးမျက်နှာမှာလည်းမိုးရေစက်တွေဆူချွေးနေတယ်အောက်ခန့်စောင့်နေရကြပြီလားမကြပါဘူးမင်းကိုပဲစောင့်နေတာမပင်မမှာဘူးရပါတယ်ဗျသူတို့နှစ်ယောက်အပြန်အလှန်ကြည့်မိကြတယ်စကားမပြောဘဲစိတ်ချင်းချင်းနားလည်နေကြသလိုပဲအောင်ခန့်ငါတို့ဒီလိုမတွေ့ဖြစ်တာကြာပြီနော်ငါစိတ်ထဲမှာဘယ်တော့မှလည်းတော့မသိဘူးတဲမို့ငါစကားမပြောတတ်လို့ဖြစ်မယ်ဒါပေမဲ့ငါစိတ်ထဲမှာတော့နင်းရှိရယ်နော်မိုးတန်တွေကပိုးပြီးပြင်းလာတယ်ကော်ဖီဆိုင်ထဲကအလင်းရောင်အောင်မှာသူတို့နှစ်ယောက်ရဲ့အရေးကတစ်ခုနဲ့တစ်ခုပေါင်းဆက်နေကြသလိုပဲအနာဂတ်မှာအခက်အခဲတွေကြုံလာရင်ငါလက်ကိုမလှုပ်ဘူးလို့နေကတိပေးနိုင်လားမိုးရွာတယ်လို့လောကကြီးကအေးခဲနေတော့ငါနင့်လက်ကိုမလှုပ်ဘူးတဲမိုးတဲမိုးရဲ့မျက်လုံးထဲမှာမျက်ရည်စားတွေလင်းလက်လာတယ်အဲ့ဒါကဝမ်းနည်းလို့ကြားတဲ့မျက်ရည်တွေမဟုတ်ဘူးပျော်လွန်းလို့ကြားလာတာပဲဖြစ်တယ်အောင်ခန့်အဲ့ဒီကလေးကိုငါနှလုံးသားထဲမှာတင်ထားမယ်နော်မိုးတန်နေအောင်မှာချစ်ချင်းမြတ်တာနှစ်ခုစကားမပြောဘဲတိတ်တိတ်လေးမွေးဖွားလာခဲ့တယ်အဲ့ဒီအချစ်ကအချိန်ကြာတော့အမြဲလက်ဆက်နေမဲ့မိုးလိုပါပဲပြီးပါပြီ